ပိုးလုံဒီတိုင်းလေးလုပ်ရင်ပြန်ရောင်းချင်အောင်ရောင်းလို့ရတယ်အာလူဆွနွေးမကင်းလုံဒီလေးပြပြပါမယ်ရှင်အချိုးအစားကိုတော့ပိုးလုံရင်လည်းတစ်ခါလေးပြပြသွားပါမယ်ရှင်အာလူဆွနွေးမကင်းလုံမှာဆိုတော့အာလူ90သားကိုပြုတ်ပြီးတော့တေးချာချာလေးဆက်နဲ့ကြိတ်ထားပါတယ်မွှေးချုံမုံတစ်ထုပ်ထည့်ပါတယ်အာလူ90သားကိုတကြားက30သားထည့်ပါတယ်စားလက်ဖက်စားစုံနဲ့တစွန်းထည့်ပါတယ်ကြက်ဥ3လုံးနိုစိမ်းကို250 ml ထည့်တယ်အုံတို့ကို950 ml ထည့်တယ်ဒီအချိုးအစားကလုံးဝကွက်တိပါတေချာလေးမှတ်ထားပါရှင်ပြီးရင်ဂျုံနဲ့အာလူကိုလုံးဝတက်သားတဲ့ဖြစ်အောင်တေးချာချာလေးမှွေပေးပါမယ်ရှင်ခဲနေလို့မရပါဘူးထောပတ်5ကြက်သားနဲ့စီ2ကြက်သားသုံးပါတယ်အဲ့ဒါကိုတစ်ခါလေးမထည့်ဘဲနဲ့ဖြည်းဖြည်းချင်းစီထည့်သွားပါမယ်ထောပတ်တွေစီထည့်ရလဲအရေးကြီးရဲ့ကိုကလိုမလားဆိုပြီးထည့်တဲ့အခါကျတော့အများကြီးဖြစ်သွားတတ်ပါတယ်ရှင်ထောပတ်လေးထည့်ပြီးတော့ရေကုန်သွားတဲ့အထိထိုးပါတယ်ရှင်စနစ်မကင်းလို့ရင်ဇက်တိုက်တော်မူရတယ်နောက်မို့ဆိုရင်အိုကတ်တတ်ပါတယ်ရှင်ခုလိုနေထားလေးရပြီဆိုရင်မီးဖုတ်လို့ရပါပြီဘန်းထဲမှာလီခိုတဲ့နေရာမရှိအောင်တေချာလေးဖြန့်ထည့်ပါတယ်ပိုးကတော့အပေါ်လေးညီအောင်ပေါ့နော်ထောပတ်လေးနည်းနည်းထည့်ပြီးတော့ဖြန့်ထည့်လိုက်တယ်ပြီးရင်ဘင်းစီလေးဖြူလိုက်တယ်ပိုးကဘင်းစီလေးကိုများများထည့်ရတာကြိုက်တော့များများလေးထည့်ပါတယ်ရှင်ပြီးရင်တော့ oven ထဲကိုထည့်ပြီးတော့180 degree celsius ထားပြီးအပေါ်မီးအောင်မီးပေးပါမယ်ရှင်အပေါ်မီးအောင်မီးပေးရတော့ကို oven အမျိုးအစားပေါ်မှာမူတည်ပြီးတော့လိုအပ်တယ်လို့ပေးရမှာပါရှင်မတင်းတင်းလေးဖြစ်သွားပြီဆိုရင်ရပါပြီပိုးလုပ်တဲ့ဒီချိုးစားလေးကိုမှတ်ထားပြီးတော့မိသားစုတစ်နိုင်တစ်ပိုင်းလှုပ်ရှားနေတာပဲဖြစ်ဖြစ်ပြန်အောင်ကျင်တာပဲဖြစ်ဖြစ်သုံးလို့ရပါတယ်ရှင်